အားလုံးပဲမင်္ဂလာပါ TS Auto ကနေပြီးတော့နောက်တစ်ခေါက်ပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတစ်ခေါက်မှာတော့ကျွန်တော်ကဒီသားစုဝင်များတဲ့သူတွေဒါမှမဟုတ်ကားကို site ခက်ကြီးနဲ့လုံးဝ luxury fee အပြည့်နဲ့ luxury vibe အပြည့်နဲ့စီးကျင်တဲ့ customer တွေအတွက်ကိုကျွန်တော် luxury ဆန်စီးရမယ်ကားကြီးတစ်စီးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ဒီကတော့ Hongqi HU9 2025 model ကားကြီးပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ရဲ့ Hongqi HU9 ဆိုတဲ့ကားကြီးကိုကာလာ2မျိုးနဲ့ရနိုင်ပါတယ်။တစ်မျိုးကတော့ Charming Night Black ဖြစ်ပြီးတော့နောက်တစ်မျိုးကတော့ Quantum Silver Grey ဆိုတဲ့ကာလာပေါ့နော်။ Charming Night Black ကကြတော့ကားလည်းအမဲရောင်ကားရဲ့အတွင်းကအရောင်တွေအစအကုန်လုံးအမဲရောင်သုံးပေးထားပြီးတော့ Quantum Silver Grey ကာလာကိုကြတော့ကားရဲ့အတွင်းကအရောင် Satin Brown ကာလာကိုသုံးပေးတာဖြစ်ပါတယ်ဗျ။ကားရဲ့အရှိတ်ဘက်မှာဆိုလို့ရှိရင် Hongqi ရဲ့ signature ဖြစ်တဲ့အနီရောင် red light မီလိုင်းလေးကိုတွေ့ရမယ်။ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လည်း vertical grey line လေးနဲ့အစဆင်ပေးထားတာကိုမြင်ရမှာပါခင်ဗျ။ကားရဲ့ရှေ့ရဲ့ headlight မီလိုင်းကိုကြတော့သူကရေကုန်စီးကျနေတဲ့ပုံစံမျိုးပေါ့နော်။လုံးဝခန့်ညားထေဝါနေဖန်တီးပေးထားတာကိုတွေ့ရပြီးတော့အောက်မှာ fog light မီလိုင်းလေးလည်းပါဝင်တာဖြစ်ပါတယ်။ကားရဲ့ဘင်းကိုကြတော့ Michelin တာကိုသုံးပေးထားပြီးတော့225/55မှာ rim size ကို83မီတာဖြစ်ပါတယ်ဗျ။ဒီကားရဲ့ engine power ကို 2.0 liter turbo charge မှာ 4 cylinder engine နဲ့လာတဲ့ HP automatic transmission နဲ့မောင်းလို့ရပြီးတော့ 48V mild hybrid system ကိုအသုံးပြုပေးထားဖြစ်ပါတယ်ခင်ဗျ။ horsepower အနေနဲ့ဆိုလို့ရှိရင်လည်း252 horsepower ထိထွက်ပြီးတော့ torque အနေနဲ့ဆိုလို့ရှိရင်380 nm ထိထွက်တဲ့ကားလည်းဖြစ်ပါတယ်ခင်ဗျ။ဒါအပြင်မှာ front wheel drive ကားဖြစ်တဲ့အတွက်ကြောင့်မို့လို့မောင်းရလည်းတော်တော်လေးတက်တာရှိပြီးတော့ရုံးဆွဲရလည်းတော်တော်လေးကောင်းတဲ့ကားလည်းဖြစ်ပါတယ်ဗျ။ကားရဲ့အနောက်ဘက်မှာဆိုလို့ရှိရင်လည်းလို့အနီရောင်မီးတိုင်းရုပ်လို့အပြည့်ကြီးဖန်တီးပေးထားတဲ့အပြင်မှာဒီဘက်မှာဆိုလို့ရှိရင်လည်းငကြင်းမီးပုံစံမျိုးဖန်တီးပေးထားတာတွေ့ရတယ်ဒါတော်တော်ကြီးကိုလှနေရတာเนาะပြီးတော့ကားရဲ့နောက်ဘက်ကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီက size ကတော်တော်ကြီးကြီးရယ်ပေါ့နော် MPV အမျိုးအစားလေးဖြစ်တဲ့အတွက်ကြောင့်မလို့ size ကနေရာတော်တော်ကြီးကျယ်တယ်ဒီနောက်ခုံကိုလည်းခောက်ထားရဆိုလို့ရှိရင်တော့မှဒီမှာ luggage အကြီးကို၄လုံးလောက်ပြီးလို့ရှိရင်အသေးလေးထပ်ပြီးထည့်လို့ရတယ် golf 8တွေဆိုလို့ရှိရင်လည်း3-4လုံးထိထည့်လို့ရတော့ဒီတော်တော်လေးကျယ်အောင်လေဒီတော့မိသားစုဝင်များတဲ့သူတွေအတွက်တော့ဒါမှမဟုတ်ပစ္စည်းတက်ကြရများတယ်ပေါ့နော်အဲ့လိုမျိုးလူတွေအတွက်ကိုအရင်အဆင်ပြေတဲ့ကားလေးဖြစ်ပါတယ်steering ရဲ့ဒီအရှိတ်ဘက်မှာဆိုလို့ရှိရင် digital instrument cluster ပေါင်းနေပါတော့ steering မှာဆိုလို့ရှိရင်လည်းဒီမှာ sound system တွေပါတယ် drive system တွေပါတယ် control လို့ရပါမယ်အရှိတ်ဘက်မှာဆိုလို့ရှိရင်လည်း head up display လည်းပေါင်းပါအောင်ပဲဗျsteering ရဲ့ညာဘက်မှာဆိုလို့ရှိရင် 60.2 inch ရှိရဲ့ infotainment screen ကြီးတစ်ခုပါမှာပေါ့နော်အဲ့မှာဆိုလို့ရှိရင်အဓိကသိရမှာလည်းပြောပြချင်တာ simplicity နဲ့ advanced ပေါ့နော်နှစ်ခုရှိတယ် simplicity ကကြတော့ဒီမှာ power နဲ့ function တွေအကုန်လုံးကိုတိုးချုပ်ပေးတာပေါ့နော်တကယ်အဓိကလိုအပ်တဲ့အချက်လက်တွေကိုပြပေးတာ advanced မှာဆိုလို့ရှိရင်တော့ကျွန်တော်သိထားတယ်ဒီမှာ ပိုင်းဟိုင်အကုန်လုံးပြပေးတာပေါ့ဒါလေးနှစ်ခုရှိတယ်ပေါ့ okay simplicity နဲ့ထားလို့ရှိရင်တော့ကျွန်တော်သုံးရပို့ပြီးတော့comfort ဖြစ်မှာပေါ့နော် okay ကျွန်တော် driving mode မှာဆိုလို့ရှိရင် eco ရှိမယ် comfort ရှိမယ် sports mode ဆိုမျိုး၄မျိုးဒီ change ဆိုလို့ရအောင်မယ်အောက်မှာ cruise control auto hold system တွေပါရအကုန်ပါအောင်မယ် vehicle မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ ambient light တွေ brightness level တွေပါကြိုက်လို့ထားလို့ရတယ်ပေါ့နော် okay အောက်မှာ display ဘိုင်းမှာဆိုလို့ရှိရင်ဒီမှာ car display color ရှိမယ် font size တွေ head display တွေအစရှိမယ် connection မှာဆိုလို့ရှိရင်လည်း bluetooth တွေပါရှိမယ် audio ဘိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော် DY ရဲ့ audio sound system ကို speaker 16လုံးထိသုံးပေးတာဖြစ်တယ်လုံးဝကားထဲမှာထိုင်နေတော့လုံးဝ concert hall ရဲ့ရောက်သွားတဲ့ feeling မျိုးလုံးဝပြီးမှသိကြအောင်ပါဗျနော်ကားပြီးတော့ speaker sound system လည်းသူကဒီအရှိအနောက်ကိုကြိုက်လို့မျိုးဒီမှာ control လို့ရရပါတော့အရှိဘက်ကိုပေးချင်တာလားအနောက်ဘက်ကိုပေးချင်တာလားပေါ့ဒီမှာဆိုလို့ရှိရင် normal လား driver first လား front passenger priority လားစသဖြင့်ကိုကြိုက်တဲ့နေရာကိုအဓိကထားပြီးတော့အတန်ဆောင်းကိုပို့ပြီးထုတ်လုပ်ပေးနေတာဖြစ်တဲ့အတွက်အရန်အောင်အဆင်ပြေပါတယ်အောက်က system မှာဆိုလို့ရှိရင်ဒီမှာ language ဆိုလို့ရှိရင် Chinese English Russia အစရှိတဲ့ Russia language တွေနဲ့ပြောင်းပြီးတော့ကိုလုပ်လို့ရရပါတော့အဲ့တော့ကိုအဆင်ပြေတဲ့ language နဲ့ changes လုပ်ပြီးတော့လည်းကြည့်လို့ရတယ်လို့ရှိရင် ecosystem မှာဆိုလို့ရှိရင်လည်းဒီမှာ driver seat နဲ့ passenger seat နှစ်ဖက်စလုံးမှာ seat heating system နဲ့ seat ventilating system တွေပါတယ်ဟိုဘက်ကဒီဘက်ကပေါ့နော် okay seat heating system တွေဒီမှာ seat ventilating system တွေပေါ့အပူအေးခုံတွေပါတယ်ဒီ seat memory နေနဲ့ဆိုရင် driver seat memory ကို3ခုထိထားလို့ရတယ်ဒါကကြတော့ fan control ပေါ့နော် fan control တွေလို့ရှိရင် rear aircon အနေနဲ့လည်းဒီမှာ rear aircon ကိုလည်း control လုပ်လို့လည်းရပါသေးတယ်နောက်ဘက်က aircon တရားလည်းလှမ်းပြီး control လုပ်တာမျိုးပေါ့ဒီကားရဲ့အဓိကအရေးကြီးတဲ့အချက်ကိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီကားမှာပေါ့နော် auto parking system ပါတာပါ auto parking system တော့ vertical လား parallel လား reclining လားကိုက parking သွင်းမဲ့ကားရဲ့နေရာအနေထားကိုထားပြီးတော့ကိုကြိုက်ကိုထားခဲ့လိုက်လို့ရှိရင်တော့ auto parking သွင်းသွားတဲ့ system မျိုးပေါ့နော်ဒါတော့တွင်းတာဒါတော့အောက်ပေါ့နော် parking နဲ့ထွက်မဲ့အနေထားပေါ့ဒါကိုဘယ်လိုထွက်မှာလဲဘေးရဲ့ထွက်မှာလားအနောက်လားအရှိလားဆက်ရှိပြီးကို wheel ချယ်ခဲ့ပြီးတော့ထွက်လို့ရတယ်ဒါတော့ parking နဲ့ဝင်ပါတော့ဒါတော်တော်လေးကိုမိုက်ပါတယ်အခါခုနောက်ပိုင်း model တော်တော်လေးမြင့်တဲ့ဒီတရုတ်ကားတွေမှာတွေ့လာတဲ့ fashion တွေပေါ့နော်တော်တော်လေးကိုမိုက်ဒါကိုတွေ့ရတယ်လို့ရှင်360 camera လည်းပါဝင်လာမြင်ရပါပါ
confidential view တွေ wide angle view တွေ free side view တွေအစရှိတဲ့အကုန်တရားလေးမြင်ရတယ်ပေါ့နော်ဒါတော့တော်တော်လေးမိုက်တယ်ဒီမှာဆိုလို့ရှိရင် iPhone Auto Mode wireless charger လေးပါပါသေးတယ်ဒီအပေါ်ဘက်မှာဆိုလို့ရှိရင်လည်းဒီမှာရှေ့ဖွင့်လို့ရရင်မီးသုံးလေးပါရပေါ့ဒါကြောင့်အနောက်မီးလုံးလေးဖွင့်လို့ရပါပေါ့ဒီဒါကြောင့်တော့ဒီရဲ့ဘေးရဲ့ draw system လေးကို lock လုပ်လို့ရမယ်ဒီမှာဆိုလို့ရှိရင်လည်း panoramic roof ကိုဖွင့်ပေးလို့ရမယ်ခလုတ်ပါမယ်မီးလုံးလေးကိုပဲဒီဘက်နှလုံးပါမယ်ထူးခြားတာလေးကကြတော့ဒီမှာပေါ့နော်ဒါကကြတော့ဘေးဘက်ကနောက်က slide door နှစ်ခုကိုဖွင့်ပေး slide door ကိုဖွင့်ပေးလို့ရတယ်ဒါကြောင့်ညာဘက်က slide door ဖွင့်ပေးလို့ရပါပေါ့နော်ဒီတော့အဲ့တကားကိုကိုယ်တိုင်လက်နဲ့ကင်ကြမလို့ပဲねဒီ driver seat ကနေပြောပဲဖွင့်ပေးလုပ်ပေးလို့လည်းရတယ်ကားရဲ့အနောက်ဘက် icon ကိုလေ round icon အနေနဲ့ဟိုဘက်နှစ်ပေါက်ဒီဘက်နှစ်ပေါက်စီတက်ဆင်ပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုအေးစိမ့်နေအောင်ခံစားရမှာပါဗျဖေးကားရဲ့နောက်တစ်ခုမှာဆိုလို့ရှိရင်ဒီကောင် auto door system ဖြစ်တဲ့အတွက်အသားလေးဆွဲပြီးဖွင့်လို့ရတယ်အောက်မှာဆိုလို့ရှိရင်လည်းလို့ side bed လေးပေါအောင်မယ်ဒီမှာလည်းလက်ကင်ခွင်းလေးလည်းပေါအောင်တော့ဒီတော့ဒီဒူးနာရဲ့ဒူးမကောင်းဆိုတဲ့ဒီတူမတွေခရီးတငယ်ဆိုလို့ရှိရင်လည်းအသားလေးကားပေါ် AC တက်လို့ရတယ်ကားရဲ့အနောက်ခန်းထဲကိုဝင်မယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်ခလုတ်ကလေးရှိရဲဒီရှေ့ရဲ့ခလုတ်ကလေးကိုတစ်ချက်နှိပ်လိုက်ရုံနဲ့ဒီထိုင်ကအရှိကိုလိုရွှေ့လာပါပေါ့နော်ရမ်းမခက်ခဲဘူးမပင်ပန်းဘူးပေါ့ easy လေးပဲခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံပဲပေါ့ဒီတော့ဒီမှာလွတ်သွားရဆိုလို့ရှိရင်ဒီကနေနောက်ထပ်ဝင်လိုက်ရုံပဲပေါ့ဝင်ပြီးသွားရဆိုလို့ရှိရင်ဒီနောက်ကခလုတ်ကလေးကိုပြန်နှိပ်လိုက်မယ်ဆိုလို့ရှိရင်အသားလေးတော့နောက်ကိုပြန်ရွှေ့သွားမယ်ဟော easy ပဲလုံးဝ comfort ဖြစ်တယ်မပင်ပန်းဘူးပေါ့နော်ဒီအောက်ကခလုတ်ကလေးကကြတော့ကိုထိုင်နေတဲ့နေရာကိုရွှေ့လို့ရပါပေါ့နော်အရှိတိုးမလားနောက်ဆုတ်မလားဒါကတော့ကိုလိုချင်လိုမျိုးလုပ်လို့ရတယ် manual ပုံစံမျိုးနဲ့ပေါ့ဒီတော့ okay ကျွန်တော်ကားကိုတက်ပြပါမယ် okay ကားပေါ်ရောက်ပြီဆိုလို့ရှိရင်ဒီမှာကြတော့ဒီအရှိမပစ္စည်းလေးတစ်ခုထားလို့ရမယ်နေရာလေးရှိမှာပေါ့နော်ဒါလေးကကြတော့ဒီမှာကိုယ့်ရဲ့ laptop လေးဗာလေးကျင်းစားလို့ချင်တာပဲဖြစ်ဖြစ်အလုပ်လုပ်ချင်တာဒါမှမဟုတ် snack လေးစားချင်တာတခုပေါ့နော်ဗာလေးအဆင်ပြေပြေလေးလုပ်လို့ရအောင်လို့ဒီပစ္စည်းလေးတင်လို့ရတဲ့ဟာလေးရှိမယ်အောက်မှာဆိုရင်ပစ္စည်းတွေဗာထည့်လို့ရမယ့်နေရာမျိုးလေးလည်းရှိမယ်ပြီးလို့ရှိရင်နောက်ထပ်ထူးခြားတဲ့ဟာလေးတစ်ခုပြအောင်ထူးခြားတဲ့ဟာလေးကြောင့်ဒီဟာလေးပေါ့နော်ဒီဟာလေးကဒီ Taiwan system အကုန်လုံးဒီညမှာလုပ်တာအဲ့တော့ဒါလေးကဘယ်လိုအလုပ်လုပ်လဲဆိုတော့တစ်ချက်ပြပေးပါမယ်ဗျ။ Okay ဒီခလုတ်လေးမှာဆိုရင်ရှေ့မှာခလုတ်လေးတစ်ခုရှိတယ်ဒါလေးကိုနှိပ်လိုက်အောင်ဟောအသားလေးပွင့်ပြီးအပေါ်တက်လာမှာပေါ့နော်။ Okay ဒီညမှာဆိုရင်ကျွန်တော်ဘာလေး control လုပ်လို့ရမလဲဆိုတော့ဒီမှာဒါ harass နေရပေါ့ harass နေရအောင်အပေါ်တိုးချင်တာလားအောက်ကိုဆိုးချင်တာလားပေါ့နော်။ကိုကြိုက်တယ်လို့ control လုပ်လို့ရမယ်။အလေးမှာဆိုလို့ရှိရင်လည်းဒီကြောဘက်နေရအောင်ဒီမှာဒီနေရာကိုလုပ်ချင်တာလားဒါမှမဟုတ်ဒီအောက်ဘက်ကနေရာကိုလုပ်ချင်တာလားတိုးချင်တာလား short ချင်တာလားကိုကြိုက်လို့ပုံစံနဲ့ကိုဖန်တီးထားလို့ရတယ်ပေါ့နော်ကို control လုပ်လို့ရတယ်ဒီအောက်ဘက်ကနေရာဆိုလို့ရှိရင်လည်းဒီမှာဒီဟာကိုပေါ်တိုးချင်တာလားအောက်ကို short ချင်တာလားကိုကြိုက်လို့လုပ်လို့ရတယ်ပေါ့နော် okay ပြောလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်ဒါလေးကကြတော့ heat ventilating system ပေါ့နော်ဒါ AA system အောက်ဘက်ကကြတော့အပူ system ပေါ့ okay အဆင့်1 2 3နဲ့ကိုကြိုက်လို့ထားလို့ရတယ်ဆိုရင်လည်းထိုင်ကုန် massage ပါဝင်သေးရပေါ့နော်သူကအမှပေါ်အောက်ကိုကြိုက်တဲ့နေရာကိုရွေးချယ်ပြီးတော့ခုလိုမျိုး1 2 3လေးအစားရှိသဖြင့်နံပါတ်တွေနဲ့ရွေးချယ်ပြီးတော့နှိပ်ခံလို့ရတာဖြစ်တဲ့အတွက်အရင်အဆင်ပြေပါတယ်ဗျ okay အောက်ဘက်မှာဆိုရင် fan system ပါမယ် fan system ကိုကိုယ်တိုင် control လုပ်လို့ရမယ်ကိုထိုင်ကုန်နဲ့ပတ်သက်တဲ့ fan system လေးပေါ့ဘယ်နေရာရောက်မယ်ဆိုအပူအေးစိုက်ရှိသဖြင့် control လုပ်လို့ရမယ် sound system ဆိုလို့ရှိရင်လည်းနဲ့အေး okay sound system ဆိုလို့ရှိရင်ဒီမှာကိုကြိုက်တဲ့ဟာဖွင့်လို့ရ FM တွေပဲဖွင့်လို့ရတယ်အတန်တိုးချက်တွေပဲလုပ်လို့ရတယ်ဒီဘက်မှာဆိုလို့ရှိရင် ambient light ကိုကိုယ်တိုင်ကိုကြိုက်တဲ့အရာကို control လုပ်လို့ရသေးတယ် okay level 1 2 3စရှိပြန်ပေါ့ဒီ level ဆိုလို့ရှိရင်ဘာရှိမလဲဆိုတော့မှန်ပေါ့နော်ဒါကဘယ်ဘက်ကမှန်ဒါညာဘက်ကမှန်ပေါ့ကားရဲ့ဘေးမှန်ကိုတော့ချလို့လည်းရတယ်တင်လို့လည်းရတယ်ဒီကနေပြီးဘေးကနေလှုပ်ရှားမလို့ကိုကဘယ်ဘက်မှာထိုင်လို့ညာဘက်ကမှန်အောင်တင်နေတယ်ဆိုလို့ရှိရင်ဒီနှိမ့်လိုက်အောင်ပဲညာဘက်ကမှန်အောင်တင်လိုက်အောင်ပဲနော်အပေါ်က panoramic roof ကိုလည်းကိုကဒီကနေ control လုပ်လို့ရသေးရဲ့အရှိရတဲ့ driver ကိုပြောနေကြမလို့driver ကြီး panoramic roof တင်ပေးပါအောင်ချပေးပါအောင်စရှိပြီးပြောနေကြမလို့ကိုယ်ကိုယ်လုပ်လိုက်လို့ရတယ်အဲ့တော့ဒီနောက်တစ်ခုအနေနဲ့ဒီမှာဆိုလို့ရှိရင်လည်း brightness level တွေပါကိုယ် control လုပ်လို့လည်းရပါအောင်မယ်နော်ဒါလေးကတော်တော်လေးစုံနေအောင်မြင်ရတယ်ဒီကားအတွင်းဘက်မှာရှိတဲ့ function တော်တော်များများဟိုမှာကားပေါင်းလာလွဲလို့တော်တော် function တော်တော်များများဒီခလုတ်လေးမှာပဲလုပ်လို့ရတော့တွေ့ရဖြစ်တယ်တော်တော်လေးကိုစုံတယ်လို့ရှိရင် luxury ဖြစ်တဲ့ကားကိုတေချာလေးမြင်ရတာဖြစ်ပါတယ်ဗျထိုင်ကုန်ရဲ့ဒီအတွင်းဘက်ထဲမှာဆိုလို့ရှိရင်လည်းခလုတ်လေးနှစ်ခုရှိရပါတော့အဲ့ဒါလေးကကျွန်တော်ဒီမတ်မာလားထိုင်ကုန်ကြောလှန်မာလားဆိုပြီးပေါ့ဒီမှာနောက်ကခလုတ်ကလေးနှိပ်လိုက်တယ်ဆိုလို့ရှိရင်โอเคအသားလေးနောက်ကိုလန်သွားပြီကိုလိုချင်တဲ့နေထားလေးမှာပြောင်းရင်စိန်နဲ့ရက်လိုက်ရုံပဲဒါမှမဟုတ်ပြန်ထားခြင်းနဲ့ဆိုလို့ရှိရင်ရှေ့ရခလုတ်ကိုနှိပ်လိုက်တယ်ဆိုတော့ဒီလိုအသားလေးပြန်ထားတော့မိုက်တယ်ဗျာโอเคအဲ့ဆိုကျွန်တော်အနောက်ထဲဝင်ကြည့်ပြမယ်နော်ဟုတ်ဒီအနောက်ထဲမှာဆိုလို့ရှိရင်လည်းဒါနေရာတော်တော်ကြီး space ကတော်တော်လေးကျယ်တယ်3ယောက် AC ထိုင်လို့ရရပါတော့ဟိုဘက်ဒီဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ seat motor လေးပါတယ်ပြီးလို့ရှိရင်ဒီအောက်ဘက်မှာဆိုဒီမှာဆိုလို့ရှိရင်လည်းဒီကပ်ဖိုတာလေးလည်းတစ်ခုစီပါအောင်အောင်မြင်ရတာပေါ့နော်3ယောက် AC ထိုင်လို့ရတယ်ပြီးလို့ရှိရင်ဟိုခုံနောက်ရွှေ့လိုက်အောင်ပဲ3ယောက်မထိုင်အောင်2ယောက်ပဲထိုင်မယ်ဆိုလည်း2ယောက်ပဲထိုင်လို့ရတယ်အလင်းမှာ Emirates တင်မှုတော့ကိုဒါလေးတစ်ခုရှိသေးတယ်နော် okay
ပြီးတော့နောက်ထပ်ထူးခြားလေးတစ်ခုကကြတော့ကျွန်တော်တို့ဒီအရှိကဒီအလဲထိုင်ကုန်လေးရဲ့နောက်ကျောဘက်မှာလဲပေါ့နော်ဒီထိုင်ကုန်လိုမျိုးခောက်လို့ရတယ်ဆွဲလို့ရတယ်ဆိုခလုတ်လေးနှစ်ခုပါသေးတယ်အဲ့ခလုတ်လေးကကြတော့ဒီကျွန်တော်အရှိကလူမရှိဘူးဆိုလို့ရှိရင်နောက်မှာပဲထိုင်နေဆိုလို့ရှိရင်လှုပ်ရှင်နေဆိုလို့ရှိရင်ဒီခလုတ်လေးနှိပ်လိုက်အောင်ပဲတော့နောက်ကနေပြီးအသားလေးရွှေ့သွားအောင်ပေါ့နော်ကျွန်တော်အခုအသားလေးထွက်လို့ရတာပေါ့အရင်လဲလွယ်ကူပါတယ်ဗျ